မင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်ကြီးခင်ဗျာဒီနေ့မှာတော့အာဆင်နယ်အသင်းရဲ့ချန်ပီယံဆုမျှော်လင့်ချက်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်အာဆင်နယ်အသင်းဟာဒီယာဒီမှာပရီးမီးယားလိဖလားကိုတရားယူနိုင်ဖို့အတွက်ဆိုရင်တခြားအသင်းတွေနဲ့မိတ်ဆွေဖွဲ့နေဖို့မလိုပဲကိုလန်းကိုလျှောက်ပြီးပြက်ပြက်သားသားကစားသွားဖို့ပဲလိုအပ်တယ်ဆိုတဲ့သုံးသပ်ချက်တွေထွက်ပေါ်လာတာပါအထူးသဖြင့်ကွင်းအတွင်းကရန်လိုမှုတွေပြိုင်ဆိုင်မှုပြင်းထန်မှုတွေဟာအသင်းကိုပိုပြီးကျစ်လစ်စေတယ်လို့အောင်မြင်မှုအတွက်လည်းတွန်းအားဖြစ်စေတယ်လို့ဆိုပါတယ်။နီးပြအာတီတာရဲ့အာဆင်နယ်ဟာအရင်နှစ်တွေကထက်စာရင်ပိုပြီးမာကျောလာတယ်လို့ပြိုင်ဘက်တွေကသူတို့ကိုကစားရခတ်တဲ့အသင်းလို့သတ်မှတ်လာအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဖလားရဖို့အတွက်ဆိုရင်အားလုံးနဲ့အဆင်ပြေနေဖို့ထက်အနိုင်ရလက်ရအောင်ယူနိုင်ဖို့ကသာအဓိကဖြစ်ပြီးလိုအပ်ရင်နီးပရိရဲ့ကြွယ်ဝစွာနဲ့တုံ့ပြန်ကစားတတ်ဖို့လည်းအရေးကြီးပါတယ်။လက်ရှိမှာအာဆင်နယ်ဟာဇယားထိပ်ဆုံးမှာရပ်တည်နေပြီးချန်ပီယံဖြစ်ဖို့နီးစပ်နေတာကြောင့်ကြန့်ရှိနေတဲ့ပွဲစဉ်တိုင်းမှာလည်းအခုလိုမမထန်ထန်ပုံစံမျိုးနဲ့ပဲဆက်လက်ချီတက်သွားဖို့ရှိနေပါတယ်။တခြားသူတွေရဲ့ဝေဖန်မှုကိုဂရုမစိုက်ပဲအနိုင်ရရှိရေးကိုပဲအဓိကထားကစားသွားမှာဖြစ်လို့အမြောက်တပ်သားတွေရဲ့အောင်မြင်မှုကိုစောင့်ကြည့်ရမှာပါအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ဆုံးရဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်